ဒီအခြေခံမြန်မာပုံလေးတင်နန်းကက်ကလေးပေါ့နော်အခြေခံရင်စီပုံလို့ခေါ်ရပေါ့နော်ဒီဟာလေးမှာဆိုရင်ကျွန်မ site က6 site ထုတ်ထားပြီးရပေါ့နော်site က0ကနေ80ဆိုတော့ရင်အောင်ခွက်တသေးလေးကနေပြီးတော့အကြီးအထိအဆင်ပြေအောင်လို့ဒါထုတ်ပေးထားတဲ့ဟာလေးပေါ့နော်ဒါလေးက6 site ပါပါတယ်အဲဒီပုံလေးပါပါတယ်ဒီပတ်တန်ကတ်တင်တန်းတွေအကုန်လုံးကကတ်ပို့ပြီးပြီးတော့ခြုံလေးတွေကိုကြတော့ Telegram ရဲ့ Facebook group ရဲ့နှစ်ခုလုံးမှာတင်ပေးရပေါ့နော်ဒါစုပေါင်းဒီမှာအသေးလေးကနေအကြီးအထိ6 site เนาะဒါလေးက package တစ်ခုရှိပါမယ်သူ့ရဲ့ပုံလေးလည်းပဲကျွန်မဘေးမှာပြထားလို့လေးပဲဖြစ်မယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုကြတော့ကျမတို့ကော့ဆက်ပေါ့နော်ကော့ဆက်ကတ်ပို့ပြီးတော့တင်ပေးရဒီမှာဆိုလို့ရှိရင်ကျမခတ်တိုပတ်တန်လဲပါမယ်ခက်ရှည်ပတ်တန်လဲပါမယ်စောနာပြခဲ့6 site မှာလဲခတ်တိုရောခက်ရှည်ရောပါရပေါ့နော်ဒီဇိုင်းလိုက်ခတ်တိုခက်ရှည်ပါမပါရောကွာတာပေါ့နော်ဒီဟာကြတော့ကျမစုပေါင်း6 site ထုတ်ပေးထားရပေါ့နော် size 0ကနေပြီးတော့ size 5 ထိဆိုပြီးတော့ကျမထုတ်ပေးကလေးရကြတော့ဒါအလုံးပုံလေးပေါ့နော်အလုံးပုံအုံအမာအတွက်အုံအမာနဲ့ဖော့အတွက်အထူး special ထုတ်ထားတဲ့ကတ်ကလေးပေါ့နော်သူကကြတော့9 site ပါတယ်ရင်အောင်တသေးလေးကနေအုံခွက်အကြီးအထိချုံနိုင်အောင်လို့သူ့ကိုထည့်ပြီးတော့တင်ပေးထားတယ်ဒီမှာဆိုလို့ရှိရင်တော့ကျမတို့ကဒါခက်ရှည်ပတ်တန်တစ်ခုပဲပါမယ်ခက်ရှည်ကနေမှကျမတို့ခတ်တိုနဲ့ခါစကားပြင်ဖြတ်ရမယ်အမှတ်ကလေးလည်းထည့်ပေးထားရပေါ့နော်ခြုံလေးကိုလည်းပဲ Telegram နဲ့ Facebook group ကနေတင်ပေးထားပါတယ်နော်နောက်တစ်ခုကကြတော့ဒါရင်ခံပုံအုံအမာလို့ခေါ်ရပတ်တန်ကက်ကလေးပေါ့နော်သူကကြတော့9 site ပါတယ်ဒီဟာကြတော့တော်တော်များများနဲ့အဆင်ပြေရဲ့ရင်ပုံခွက်တိတ်မရွေးဘူးပေါ့နော်ကြတော့ဒီပါရဲ့ site တိုင်းချုပ်လိုက်တယ်ဆိုရင်အများစုတော်တော်လေးအဆင်ပြေဝတ်လို့ရရပါတော့သူကတော့အုံအမာအတွက်ပါသူ့မှာဆိုလို့ရှိရင်လည်းပဲကျမတို့ကဒီပေးဟာတော့ခက်ရှည်ပတ်တန်ပေးထားတယ်ဒါပေမဲ့ကိုလိုချင်တဲ့အတူပြန်ဖြတ်ပြီးတော့ပြန်ချုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီကက်ကလေးဒီတန်းလေးလည်းရှိပါတယ်ဒါကတော့ဂျိုင်းသားလုံးပေါ့နော်စတီလာရှင်ဝတ်ဘော်ဒီပုံလို့လည်းခေါ်တယ်ကျိုးတစ်ခါရဲ့တစ်ဆက်သေးကျိုးတစ်ဆက်သေးနဲ့တွားတဲ့ပုံလေးပေါ့နော်ဒီဘီးမှာပြထားလိုမျိုးကျိုးတစ်ဆက်သေးနဲ့တွားတဲ့ပုံလေးပါသူ့ကျတော့ကျမကsite က6 site ထုတ်ပေးထားရပါတော့သူ့မှာဆိုလို့ရှင်ဒီပုံဒီဇိုင်းရရှင်အရန်သေးရတူတော့မရဘူးပေါ့နော်ရင်ကြီးရတူထီရတယ်အဲ့ကြတော့ကျမ6 site တော့ဖြစ်သွားရပါတော့ဒီမှာဆိုလို့ရှင်လည်းပဲဒါခါရှေ့ပတ်တန်ပဲဖြစ်မယ်ပေါ့နော်သူ့မှာဆိုရင်ခတ်တိုးနဲ့ခါစကားဖြန့်မဲ့နေရာလေးလည်းကျမထည့်ပေးထားတယ်ခြုံကြီးကိုလည်းပဲ Facebook နဲ့Telegram group မှာတင်ပေးထားပါအဲ့တော့ဒါလောလောဆယ်ကျမထုတ်နေတဲ့ကတ်တွေပါအဲ့တော့ဒီထဲမှာမပါတဲ့ကတ်ကကြတော့ကလေးဝတ်ရေကူးဘော်လီကတ်ကလေးပေါ့နော်အဲ့ဟာလေးကကြတော့လည်းဒီဇိုင်း2မျိုးမှာကျမဒီဇိုင်းတစ်မျိုးမှာ2 site နောက်ထပ်တစ်မျိုးမှာ4 site စုစုပေါင်း6 site ထုတ်ပေးထားရပေါ့နော်သူ့လည်းပဲကျွန်မတင်ကြားရေးဗီဒီယို group လေးလည်း join ပေးရပေါ့နော်အဲ့တော့လက်ရှိပြန်ချုပ်ရမယ်ဆိုလို့ရှိရင်ကျွန်မစီမှာဒီလားရှင်ဝတ်ပုံဘော်လီပတ်တန်ကတ်ရမယ်ပြီးလို့ရှိရင်ရင်ခံပုံအုံအမာကတ်ကလေးရမယ်ပြီးရင်အလုံးပုံကတ်ကလေးရမယ်ပြီးလို့ရှိရင်ပုံလန်းလန်းလေးချုပ်နိုင်အောင်လို့ကော့ဆက်ကတ်ကလေးရမယ်ပြီးတော့ဒါကတော့ဘော်ဒီခုမှစပြီးချုပ်မယ်ဆိုလို့ရှိရင်အခြေခံအကြဆုံးလူ customer အများစုအကြိုက်နှစ်သက်ဆုံးပုံလေးဖြစ်တဲ့ basis ပုံကတ်ကလေးပါပါမယ်เนาะအဲ့တော့စုစုပေါင်းကျွန်မထုတ်ထားတဲ့ကတ်က6မျိုးရှိပါမယ်เนาะအဲ့တော့ကျွန်မစီမှာ order တင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီကတ်ရဲ့နာမည်လေးနဲ့အတူပြောပြီးတော့ order တင်လို့ရတယ်ဒီကတော့ဒီလောက်ပါပဲရှင်အဲ့တော့လိုချင်တဲ့ဆိုရင်ချက်ပေါက်မှာပြောပေးပါเนาะကျေးဇူးတင်ပါတယ်ရှင်